အဲ့ဆိုလို့ရှိရင်ဒီနေ့နောက်ထပ်5ခန်းထပ်ပြီးတော့နှွေးကြည့်အောင်နော်အခန်း6ကိုရောက်ပါပြီအခန်း6အနာတာဝနာညို verb mask ကဆိုတဲ့ဟာလေးဒီမှာ verb လေးစပြီးပါလာပြီပေါ့နော်တင်ဒီဘာကိုလောက်တလဲဘာကိုလောက်မလဲဆိုပြီးတော့အဲ့လိုလေးပါလာပြန်ကြရပေါ့နော်ဒီနေရာမှာပါတဲ့ verb ကပြုတ်ခြင်းများကရိယာပြုတ်ခြင်းများကရိယာရှိမှာဆိုလို့ရှိရင်particle တွေ o ပဲထည့်ရတယ်ပေါ့နော်အဲ့တော့အနာတာဝနာညိုဒါပေ mask ကတင်ဒီဘာကိုစားနေလဲဆိုတဲ့အဓိပ္ပာယ်ဒီပါနော်နောက်တစ်ခုကဒီဟာဝတရှိဝ noun verb မှာသူကဒီ noun ကိုလောက်မည်သို့မဟုတ် noun ကိုလောက်သည်ဆိုပြီးတော့အရှိရ noun နဲ့ကိုက်ညီတဲ့ verb ကိုအနောက်မှာထည့်အောင်ပါဥပမာဆိုလို့ရှိရင်ထားပဲမွန်လို့ဆိုလို့ရှိရင်ထားပဲမွန်လို့ထားပဲ mas ဟွန်းဆိုလို့ရှိရင်ဟွန်းယုံမီ mas အဲ့လိုလေးထည့်ပြီးရုံပဲပေါ့နော်အဲ့တော့ဝတရှိဝ noun verb mas ကျွန်တော်ကျမဒီ noun ကိုလောက်မည်လောက်သည်ဆိုပြီးတော့ပါတာပြန်ပါတယ်ဝတရှိဝကောဟန်ထားပဲ mas ကျွန်တော်ဒီထမင်းကိုစားသည်ဆိုပြီးတော့အဲ့လိုမျိုးလေးဥပမာလေးရေးပေးထားပါတယ်နောက်တစ်ခုကကျတော့အနာတာဝနာညိုရှိ mas ကတင်းဒီဘာကိုလောက်မလဲလောက်တလဲဆိုပြီးတော့မေးရပါတော့အဲ့တော့တင်းဒီဘာကိုလောက်မလဲလောက်တလဲလို့မေးတဲ့အခါမှာလေရှိ mas ကဆိုတဲ့ညမှာကိုလောက်နေတဲ့အရာလေးကိုထည့်ပြီးတော့ဖြည့်ပေးရမယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်အနာတာဝနာညိုရှိ mas ကဝတရှိဝယာကျိုရှိ mas ဝတရှိဝခါဘန်ကိုခိုင် mas ဝတရှိဝစီတီယိုမီ mas စသဖြင့်ဖြည့်ပေးရမှာပဲเนาะရှိ mas ဆိုတာတော့ verb တွေအားလုံးပေါင်းချုပ်ပြီးရေးလိုက်တာပေါ့နော်နောက်တစ်ခုအဲ့မှာဆိုလို့ရှိရင်နာညိုရှိမတ်ကရဲ့အရှိမှာပေါ့နော်နာညိုရှိမတ်ကတော့ဘာကိုလုပ်တယ်လဲဘာကိုလုပ်မလဲလို့ပြောရမလားအဲ့ဒါဆိုလို့ရှိရင်ဘယ်နေရာမှာဆိုတဲ့ဟာလေးကိုအရှိမှာထည့်လိုက်မယ်အဲ့တော့အနောက်က verb တွေ action verb တွေဖြစ်တဲ့အတွက်ကြောင့်မလို့တက်ရှိလို့အရှိမှာဒုကိုရဲ့နေရာဒုကိုရဲ့အနောက်မှာဒဲလေးကိုထည့်မယ်ပေါ့နော်နေရာလေးရဲ့အနောက်မှာဒဲကိုထည့်ရတယ် action verb ဆိုလို့ရှိရင်နေရာလေးရဲ့အနောက်မှာဒဲကိုထည့်ရပြီးတော့ action verb တွေမဟုတ်ဘူးဆိုလို့ရှိရင်နေရာလေးရဲ့အနောက်မှာညိကိုထည့်ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒဲကိုမှာဆိုပြီးတော့ဘာသာပြန်ရပါတယ်ရှင်အဲ့တော့အနာတာဝဒုကိုတဲ့နာညိုရှိမတ်ကတင်ဒီဘယ်နေရာမှာဘာကိုလောက်တယ်လဲတင်ဒီဘယ်နေရာမှာဘာကိုလောက်မလဲအဲ့တော့ဘာသာရှိဝスーパーでカバンを買います。じゃなくてスーパーマーケットမှာအိတ်ကိုဝယ်သည်私はデパートで買い物します。じゃなくてကုန်တိုက်မှာဈေးဝယ်သည်နောက်တစ်ခု私は学校でサッカーをします。じゃなくてကျောင်းမှာဘောလုံးကန်သည်ဆိုပြီးစသဖြင့်ဖြေလို့ရပါတယ်။နောက်တစ်ခုကမာစင်ကာဆိုတဲ့ဟာလေးပါအဲ့ဒါလေးမာစင်ကာရဲ့အဓိပ္ပာယ်တွေကဘာလေးလဲဆိုတော့တခြားသူကိုအာစိတ်ရင်းနဲ့ပေါ့နော်တခုခုအတူလုပ်ဖို့ဖိတ်ခေါ်တဲ့အခါမှာသုံးပါတယ်မလားဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော် mask ကနေမေးရတာအများကြီးပိုကောင်းတယ် verb တွေကို mask ဖြုတ်ပြီးတော့ masan ကလေးထည့်ပြီးပေါင်းရုံပဲအဲ့တော့ isoni tabe masen ကအတူတူစားမလား isoni ikimasen ကအတူတူတောင်းမလား isoni coffee ကို nomimasen ကအတူတူ coffee ကိုတောင်းမလားစသဖြင့်ပြောတယ်ပေါ့နော်အဲ့တော့ masho ဆိုတာကကြလေလောက်ကြစို့လောက်ကြရအောင်ဆိုပြီးပြောမှာနော်ဒါပေမဲ့ဒီမှာကျတော့လောက်ကြစို့ဆိုပြီးပြောကြတာပေါ့နော်အဲ့တော့တခုခုတဲ့ပြောတဲ့သူဘက်ကနေပြီးတော့ပို့ပြီးတော့စိတ်အားထက်သန်စွာဆုံးဖြတ်ပြောဆိုတဲ့အခါသုံးပါတယ် verb ကို must ဖြုတ်ပြီးတော့ masho လေးပေါင်းရုံနဲ့ယာဆုမီ masho အနားယူကြစို့ကိုကိုတဲ့ owari masho ဒီနေရာမှာအဆုံးသတ်ကြစို့စသဖြင့်အဲ့လိုလေးပြောပါတယ်အဲ့တော့ဒီညမှာပေါ့နော်မဆန်းကနဲ့မေးတဲ့မေးခွန်းလေးတွေကိုအဆင်ပြေတယ်ဆိုလို့ရှိရင်ကိုကအတူတူလက်ဖက်ရည်တောင်းလားအဆင်ပြေတယ်ဆိုလို့ရှိရင်မရှောင်းနဲ့ဖြေလို့ရတယ်လို့ hi eat တဲ့ဆိုတာလေးနဲ့လည်းဖြေလို့ရတယ်ပေါ့နော်ဥပမာလေးတစ်ခုဆိုလို့ရှိရင်မိရဆန်အစွန်ကြီးお花見をしませんかအတူတူပန်းသွားကြည့်ကြမလားအဲ့တော့ hi ဆိုしましょうဒါမှမဟုတ်လို့ရှိရင် hi eat တယ်ဆိုတော့နှစ်ခုလုံးနဲ့ဖြေလို့ရပါတယ်အဆင်မပြေဘူးဆိုလို့ရှိရင်တော့ e ရဲ့ချွတ်တော်ဆိုတာလေးနဲ့ဖြေလို့ရပါတယ်အဲ့တော့ e ရဲ့ချွတ်တော်ဆိုတာလေးနဲ့ဖြေလို့လည်းအဆင်ပြေပါတယ်နောက်တစ်ခုကအခန်း9ကစောစောကလည်းပဲ私はပါလား noun or verb must ဆိုပြီးတော့ဗောနော်ပြောတယ်အဲ့ကျွန်တော်ကတခုခုကိုလုပ်တယ်ပေါ့ဒါပေမဲ့အဲ့နေရာမှာဒီမှာ the noun အဲ့ noun ကဘာလဲဆိုတော့လေသူကဒီနေရာမှာကျတော့ဗောနော်ကရိယာတွေနဲ့ပေါ့နော်အမပစ္စည်းကရိယာနဲ့တွဲပြီးအသုံးပြပါဥပမာဆိုလို့ရှိရင်တူဖြစ်ထမင်းစားသည်အဲ့လိုမျိုးလေးပေါ့နော်အဲ့အရှိကသုံးထားတဲ့နောင်ဖြစ်လှုပ်ဆောင်မှုတစ်ခုခုကိုပြုလုပ်သည်ဆိုပြီးတော့အတိပ္ပယ်လေးရတယ်အဲ့တော့ဥပမာဆိုလို့ရှိရင်ဝတာရှိဝါဟာရှိတဲ့ကောဟန်ထားပေးမှာစနုတ်ဒီတူဖြစ်ထမင်းကိုစားသည်အဲ့တော့ဒီနောင်ဒီပစ္စည်းကရိယာတွေကိုဒီနေရာမှာလောလောဆယ်ထည့်တယ်ပေါ့နော်အဲ့တော့ဝတာရှိဝါဘောရပန်တဲ့လေပေါ်တော့ခါကီမတ်စနုတ်ဒီဘောပင်ဖြစ် report ကိုရေးသည်စသဖြင့်ပြောလို့ရတယ်အဲ့တော့ဒီမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မိကုန်းလေးမေးမယ်ဆိုလို့ရှိရင်အနာတာဝနန်တေကောဟန်ထားပေးမတ်ကာလို့မေးလို့ရပါတယ်။ဘာဖြစ်ထမင်းကိုစားတယ်လဲအဲ့တော့ကောဟန်ထားပေးမတ်ကာဆိုတဲ့နေရာမှာကိုကြိုက်တဲ့တခြားလှုပ်ဆောင်ချက်တွေထည့်လို့ရပါတယ်။နောက်တစ်ခုကဝတာရှိဝနီဟွန်ကိုတေလေပို့တော့ခကီမတ်အဲ့တော့ဒီနေရာမှာပေါ့နော်ဒီတဲ့ရဲ့အရှိမဘာသာစကားတွေပါမယ်ပေါ့နော်။ကျွန်ုပ်ဒီဂျပန်ဘာသာစကားပြေ report ကိုရေးဒီစသဖြင့်ပြောလို့ရတယ်။အဲ့တော့ဒီမှာပေါ့နော်မေးပုံးလေးမေးမယ်ဆိုလို့ရှိရင်နန်ကိုတေ
nan go de de poto kakimasu ka babada saka ne report ကိုရေးမလဲစသဖြင့်မေးလို့ရပါတယ်အဲ့တော့နောက်တစ်ခုပေါ့နော်これは日本語で何ですかဂျပန်ဘာသာစကားဖြစ်ပါလေအဲ့တော့日本語နေရာမှာကိုကြိုက်တဲ့ဘာသာစကားကိုထည့်ထည့်လို့ရတယ်ဒီဟာဒီဂျပန်ဘာသာစကားဖြစ်ပါလေဥပမာဆိုရင်မြန်မာ語で何ですかမြန်မာဘာသာစကားဖြစ်ပါလေအဲ့တော့ထမင်းစားတီは日本語で何ですかထမင်းစားတီဒီဂျပန်ဘာသာဖြစ်ပါလေဆိုတော့ご飯を食べますですご飯を食べますဖြစ်ပါသည်ဆိုပြီးပြောရနော်အဲ့တော့နောက်တစ်ခုကအာဂဲမတ်ညမှာအာဂဲမတ်ဆိုလည်းအရေးကြီးပါတယ်ကိုကသူများကိုတစ်ခုခုပေးတဲ့အခါမှာသုံးပါတယ်ကိုကသူများကိုပေးအာဂဲမတ်အဲ့တော့ညကိုဘယ်နေရာမှာထည့်မလဲဆိုတော့သူများရဲ့အနောက်မှာထည့်ပါမယ်နောက်တစ်ခုကကြတော့ morai mas ကလက်ခံရရှိသည်ကိုကတခြားသူစီကတစ်ခုခုကိုလက်ခံရရှိတဲ့အခါမှာသုံးတယ်ညကိုအဲ့ဒီတခြားသူရဲ့အနောက်မှာပဲထည့်ပါမယ်အာဂဲမတ်နဲ့ morai mas ကညကိုထည့်လို့ရှိရင်တခြားသူနာမည်ရဲ့အနောက်မှာထည့်ရပါတယ်နော်နောက်တစ်ခုကကြတော့ဒီမှာပေါ့နော် mo verb master ကmo ရဲ့ master ကလေးတွဲလိုက်လို့ရှိရင်သူကလုတ်ပြီးပြီလားကိစ္စတစ်ခုကိုလုတ်ပြီးပြီလားလို့မေးတဲ့အခါမှာသုံးပါတယ်အဲ့တော့ mo hiroko han ကို tabe master ကထမင်းစားပြီးနေ့လယ်စာစားပြီးပြီလားအဲ့လိုမျိုးမေးပါတယ်ပြန်ဖြေတဲ့အခါမှာလုတ်ပြီးပြီဆိုလို့ရှိရင် hai mo verb master hai mo tabe master ဖြေလို့ရပါတယ်နောက်တစ်ခုကကြတော့မလုံးဝသေးဘူးဆိုလို့ရှိရင် e ရဲ့ mother days နဲ့ဖြေရပါတယ်เนาะအဲ့တော့ဟုတ်တယ်ဆိုလို့ရှိရင် more ရဲ့ verb master လေးပြန်ဖြေအောင်မယ်မဟုတ်ဘူးဆိုလို့ရှိရင်မလောက်ရသေးဘူးဆိုလို့ရှိရင် e ရဲ့ mother days နဲ့ပြန်ဖြေပြီးအောင်ပါပဲအဲ့မှာအခန်း9ပြီးသားပါပြီအခန်း10လေးကိုကြည့်အောင်အခန်း10မှာက adjective လေးစပြီးတော့ပါလာပြီ k ရော she ဆိုရနှစ်မျိုးပါလာပြီပေါ့နော် ik ရော she နဲ့ not k ရော she နဲ့နှစ်ခုပါပါတယ်အဲ့တော့ပထမဆုံးကကျတော့ not kiyoshi ပေါ့နော် not kiyoshi ဆိုတာဘာလဲဆိုတော့ not နဲ့စုံတဲ့ adjective တွေကိုပြောတာပါဥပမာဆိုလို့ရှိရင် kireina shizukana nigiyakana စသဖြင့်ပေါ့နော်နောက်တစ်ခုက ikeyoshi ဆိုတာ i နဲ့စုံတဲ့ adjective တွေ samui atsui tsumetai နားတို့အဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ kiyoshi တွေကိုဘယ်နေရာမှာသုံးလဲတဲ့ noun တွေရဲ့အတွင်တရံကိုဖော်ပြခြင်းတဲ့အခါအရေးချင်းဂုဏ်ရည်ကိုဖော်ပြခြင်းတဲ့အခါအခြေအနေကိုဖော်ပြခြင်းတဲ့အခါခံစားချက်ကိုဖော်ပြခြင်းတဲ့အခါဆိုပြီးတော့အဲ့လိုမျိုးလေးသုံးပါတယ်အဲ့တော့ကြည့်အောင် noun က kiyoshi des အဲ့တော့ adjective ဖြစ်မလား not adjective ဖြစ်မလားကြိုက်တာထည့်လို့ရတယ်နော်အဲ့တော့adjective တွေကိုပေါ့နော်ဒီဆိုတဲ့အဓိပ္ပာယ်ပြောင်းလို့ adjective ဆိုတာသောဆိုတဲ့အဓိပ္ပာယ်နဲ့ဆုံးတာကိုဒီဆိုတဲ့ဟာကိုပြောချင်လို့ရှိရင်not adjective တွေဆိုလို့ရှိရင် not ကိုဖြုတ်ပြီးတော့ this ကတ်လိုက်လို့ရှိရင်ဒီဆိုတဲ့အဓိပ္ပာယ်ဖြစ်တာဥပမာဆိုလို့ရှိရင် kirei-na ဒီလှပတော့အဲ့တော့ not ကိုဖြုတ်ပြီးတော့ this ကတ်လိုက်တဲ့အခါ kirei this ဆိုလို့ရှိရင်လှပသည်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားမယ်အဲ့တော့ adjective ကတော့ဘာမှဖြုတ်စရာမလိုဘူး this လေးကတ်လိုက်အောင်ပဲဥပမာဆိုလို့ရှိရင် samui ဆိုလို့ရှိရင် chan a တော့ samui this ဆိုလို့ရှိရင် chan a သည်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားတယ်နော်အဲ့နောက်တစ်ခုကကျတော့ now はどうですか now ဒီဘယ်လိုလဲအခြေအနေအတွေးအမြင်ကိုမေးတဲ့မေးခွန်းဖြစ်ပါတယ်အဲ့တော့この町はどうですかဆိုပြီးတော့ဒီမြို့ဒီဘယ်လိုလဲこの町は静かですဒီမြို့ဒီတိတ်ဆိတ်အေးချမ်းတယ်အဲ့လိုမျိုးဖြစ်ရပါနော်နောက်တစ်ခုကကျတော့နာမဝိသေသနဒီခေရောရှိတွေကိုအငင်းပုံစံလေးပြောင်းမယ်ပေါ့နော်အငင်းပုံစံလေးပြောင်းမယ်ဆိုလို့ရှိရင် na adjective တွေဆိုလို့ရှိရင် this ကိုဖြုတ်မယ်ဇာအာဒီမာဆန်တော့မဟုတ်တယ်ဝအာဒီမာဆန်တွေကိုထည့်ပြီးအောင်မယ်အဲ့တော့ kirei this ဆိုလို့ရှိရင် this ကိုဖြုတ်မယ်ဇာအာဒီမာဆန်ထည့်မယ်ဆိုတော့ kirei ဇာအာဒီမာဆန်handsome တဲ့ဆိုလို့ရှိရင် this ကိုဖြုတ်မယ်ဇာအာဒီမာဆန်ထည့်မယ်ဆိုတော့ handsome ဇာအာဒီမာဆန် shizuka တဲ့ဆိုလို့ရှိရင် this ကိုဖြုတ်မယ်ဇာအာဒီမာဆန်ထည့်မယ်ဆိုတော့ shizuka ဇာအာဒီမာဆန်ဆိုပြီးပြောရမယ်နော်နောက်တစ်ခုက adjective တွေဆိုလို့ရှိရင်တော့ides အထီကိုဖြုတ်ပြီးတော့ kunaides ပေါင်းပြီးအောင်ပါပဲအဲ့တော့ samuides ဆိုလို့ရှိရင် ides အထီဖြုတ်မယ် samukunaides omoshiroides omoshirokunaides suzushi-des suzushi-kunaides ဆိုပြီးပြောရမှာပဲနော်အဲ့ဒါဆိုလို့ရှိရင်ဒီဟာလေးကြည့်အောင် noun はどんな nounですかအဲ့တော့ noun နှစ်ခုကလေတူညီတဲ့ noun တွေဖြစ်မယ်ဒီလိုမေးခွန်းကြတော့လေ noun နဲ့ပတ်သက်တဲ့အသွင်သဏ္ဍာန်တွေအနေအထားတွေကိုသိချင်လို့မေးရဖြစ်လို့ကိုယ်စိတ်ထဲမှာသုံးသပ်ထားတဲ့အချိန်တွေကိုပြောပြအောင်ပဲပေါ့နော်အဲ့တော့ Tokyo はどんな街ですかအဲ့တော့ Tokyo ဒီမြို့ဖြစ်ပါတယ်အနောက်ကဟာလည်းမြို့ဖြစ်ပါတယ်အဲ့လိုမျိုးတူညီတဲ့ noun ဆိုတာအဲ့လိုမျိုးကိုပြောတာပါနော်မသက်ဆိုင်တဲ့ဥမာအရှိရစားတောက်စရာကြီးမေးပြီးတော့အနောက်ကနေပြီးတော့မြို့ကြီးကိုမေးလို့မရဘူးပေါ့နော်ဥမာဆိုလို့ရာဆိုင်ဝါဒေါနာမာချီဒက်စ်ကတော့မေးလို့မရပါဘူးအဲ့ဒါကိုပြောပါအဲ့တော့ Tokyo ကဒေါနာမာချီဒက်စ်က Tokyo ကဘယ်လိုမြို့လဲဆိုတော့နီကီယာကနာမာချီဒက်စီကားရဲ့မြို့ဖြစ်ပါတယ်ဒီလိုမျိုးလေးဖြစ်ပြီးပေါ့နော်အဲ့တော့အခန်း9ကိုရောက်သွားပါပြီအဲ့တော့ကဒီအရှိကအကြောင်းအရာအထူးပြုပြီးပြောခြင်းသုံးပါတယ်အဲ့ဒါကဘာကိုပြောရလဲဆိုတော့ဝါကကြတော့များတော့ဖြစ်စေတက်ရှိတော့ topic maker ပေါ့နော် topic maker ဆိုပြီးတော့သုံးလေးရှိပါတယ်ဂါကကြတော့လေအလွယ်မှတ်လို့ရှိရင်တော့အများကြီးတွေကတီးတန့်တစ်ခုကိုဆွဲထုတ်ခြင်းတဲ့အခါမှာသုံးပါတယ်ဘယ်လိုမျိုးလဲဆိုတော့ဥပမာဆိုလို့ရှိရင်ဝါကိုသုံးတာပေါ့နော်ဒါကဘာလဲဒါကကြံအဲ့လိုမျိုးပြောပါဘောနော်အဲ့မှာဆိုလို့ရှိရင်ဂါကိုတုံးတာကြတော့ဒါရှင်းရှင်းလေးပဲဂါကိုတုံးတာကြဘယ်လိုတုံးလဲဆိုတော့ဒီမှာခွေးလေးနဲ့ကြောင်လေးနဲ့ပုံလေးရှိရပေါ့နော်ဒါခွေးလေးပဲဒါကြောင်လေးပဲထားပါတော့ဒါခွေးလေးပေါ့နော်အဲ့တော့ကြောင်လေးနဲ့ခွေးလေးနဲ့ပုံတစ်ပုံရှိရအဲ့နှစ်ခုလေးမှာဘယ်ဟာကြောင်လေးလဲဆိုလို့ရှိရင်ခိုရဲဝါနန်တဲ့ခိုရဲဝါနန်တဲ့စကခိုရဲဝါနန်တဲ့စကအဲ့လိုမျိုးလေးပြေဟိုဗာလဲဗာလဲ
အဲ့လိုမျိုးလေးပေါ့နော်ပြောတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ကိုကအဲ့နှစ်ကောင်လေးကတစ်ကောင်ဆွဲပြီးတော့ထုတ်ချင်တယ်ဆိုလို့ရှိရင်ခိုရေက Nicodes ဆိုပြီးပြောတဲ့အခါမှာအဲ့လိုမျိုးလေးအများကြီးထဲမှာတစ်ခုတီးတန့်ဆွဲထုတ်ခြင်းတဲ့အချိန်မျိုးဆိုလို့ရှိရင်ကားကိုတုံးတာများတယ်ပေါ့နော်ဝါကကြတော့အဓိက topic maker အနေနဲ့တုံးတာများတယ်အဲ့လိုလေးမှတ်ထားရပါပြီအဲ့တော့နောက်တစ်ခုကကြတော့ Josudes Hetades ခဏအပေါ်မှာတစ်ခုကြံနေအဲ့ဒါ ski days kirai days ဆိုလို့ရှိရင်ကိုအများကြီးတွေကကြိုက်တာမကြိုက်တာအများကြီးတွေကမှကိုကြိုက်တာမကြိုက်တာကိုပြောတာဖြစ်တဲ့အတွက်သူကဂါလေးကိုထည့်ပြီးတော့သုံးနေရှိရပေါ့နော်ဥပမာဆိုလို့ရှိရင် inuka ski days ခွေးကိုချစ်တယ်ခွေးကိုသဘောကျတယ်နောက်တစ်ခုကကျ coffee ka ski days coffee ကိုကြိုက်တယ်ပေါ့နော်ဒီနေရာမှာski days ဆို kirai days ဆိုရဲ့အရှိမှာဂါကိုထည့်ပြီးပြောတာအဲ့လိုမျိုးပေါ့နော်ကိုအများကြီးတွေကမှတစ်ခုကိုကြိုက်တာမကြိုက်တာကိုပြန်ခွဲထုတ်ပြီးပြောတာဖြစ်တဲ့အတွက်သူ့ရဲ့အရှိမှာဂါလေးကိုထည့် Josu days heta days အတူတူပဲ wakarimas arimas ကကြတော့မှတ်ထားရမယ် wakarimas arimas ဒီသူကအမြဲတမ်းဂါနဲ့ပဲတုံးတယ်ပြီးတော့ arimas ကတက်မဲ့တွေနဲ့တွဲပြီးတော့တုံးတယ်ပါတက်ရှိနေတုံးလို့မရဘူးပေါ့နော်အမြဲတမ်းဂါနဲ့တွဲတုံးရမယ့်ဟာဒီပေါ့နော်တခါတလေတော့ဝါနဲ့တုံးပါတယ်ဒီမှာတော့ညာသားပြဆိုဂါနဲ့တုံးတယ်ပေါ့နော် ski days kirai days Josu days heta days wakarimas arimas အဲ့ဒါတွေကဂါလေးနဲ့ပဲလိုက်တာများပါတယ်နောက်တစ်ခုကကာရတော့ကြောင့်အရှိရအကြောင်းအရာဖြစ်တော့ကြောင့်နောက်ကအကြောင်းအရာကဖြစ်လာတယ်ဆိုလို့ရှိရင်တုံးပါတယ်ဥပမာဆိုလို့ရှိရင်မိုးရတော့ကြောင့်မီးမလာပါနှစ်ခုကဆက်ဆက်မှုရှိရပေါ့နော်နေမကောင်းတော့ကြောင့်မတက်ဘူးနေမကောင်းလို့ကြောင့်မတက်တာဖြစ်တဲ့အတွက်နှစ်ခုကဆက်ဆက်မှုရှိတယ်သူဒီ verb ဆိုလို့ရှိရင် must တွေရော mustn't တွေရော must တာ mustn't taste တာအားလုံးနဲ့ပေါင်းလို့ရတယ် adjective နဲ့ noun ဆိုလို့ရှိရင် this တွေ mustn't တွေနဲ့ပေါင်းလို့ရတယ်ပေါ့နော်အဲ့တော့ပထမဆုံးစာကြောင်းလေးကိုကဝါကာရီမဆန်ကာတာရှင်ပွန်ယုံမိမဆန်အင်္ဂလိပ်ဘာသာစကားကိုနားမလည်တော့ကြောင့်သတင်းစာကိုမဖတ်ဘူးအဲ့နှစ်ခုကဆက်ဆက်မှုရှိပါတယ်နော်အဲ့တော့မေးခွန်းနေမေးမယ်ဆိုလို့ရှိရင်အကြောင်းပြချက်တွေကိုမေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ those တဲ့နဲ့ပဲမေးပါပဲဥပမာဆိုလို့ရှိရင် those တဲ့ရှင်ပေါ်ယုံမိမဆန်ကဘာဖြစ်လို့ဘာကြောင့်သတင်းစာကိုမဖတ်တာလဲဘာလို့မဖတ်တာလဲဆိုတော့ကိုကဝါကာရီမဆန်ကတာအကြောင်းပြချက်ကိုပြန်ပြောတာပေါ့နော်ကိုကဝါကာရီမဆန်ကတာရှင်ပေါ်ယုံမိမဆန်ဆိုပြီးပြောတာပေါ့နော်အဲ့တော့အဲ့မှာအခန်းကိုပြီးတော့ပါပြီအခန်း30ကနာနီနာနီကအာဝီမတ်ဆိုတဲ့ဟာဒီပါနာနီနာနီကတီရှိတီဆိုတဲ့အတိတ်ပဲတတ်မဲ့အရာဝတ္ထုတွေနဲ့တွဲတုံပါတယ်နေရာတစ်ခုခုမှာတီရှိရဲ့သဘောမျိုးပေါ့နော်အဲ့တော့အာဝီမတ်ရဲ့အရှိမှာသူကဂါပဲလိုက်တယ်အဲ့တော့အရှိမှာနေရာတွေပါလိုက်မယ်ပေါ့နော်ဒီအာဆုကိုဆိုတဲ့ဟာဒါအရှင်ပေါ့နော်အာဆုကိုရဲ့နေရာမှာစုပ်ကိုလည်းထည့်လို့ရတယ်ခိုကိုလည်းထည့်လို့ရတယ်ပေါ့နော်အဲ့တော့အာဆုကိုညီနောင်ကအာနီမတ်အဲ့ဒီမှာနောင်ကတရှိရပေါ့နော်အဲ့နောင်ဒီတတ်မဲ့အရာဝတ္ထုပဲဖြစ်ရပါမယ်နော်အဲ့တော့ဆိုကွန်ညိဒန်ဝါကအာဒီမတ်ဟိုမှာဖုန်းကရှိတယ်အဲ့တော့မေးခွန်းကိုမေးတဲ့အခါမှာကိုကတတ်မဲ့အရာတတ်မဲ့လေးတရှိတာကိုသိချင်တဲ့အတွက်နောင်နေရာမှာနာညီလေးကိုထည့်ပြီးတော့မေးရမယ်ဥပမာဆိုလို့ရှိရင်အဆုကွန်ညိနာညီကအာဒီမတ်ကအဆုကွန်ညိဒန်ဝါကအာဒီမတ်လို့ဖြစ်ရမှာနောက်တစ်ခုကကျတော့နာညီကအီမတ်ရှိသည်ဆိုတဲ့အဓိပ္ပာယ်ဒါတက်ရှိရင်လည်းပဲတွဲတုံးလေးရှိရဲတနေရာမှာရှိရဲဆိုတဲ့သဘောပေါ့နော်အဲ့တော့အဆုကိုညိ田中さんがいます。田中さんရှိပါတယ်ဆိုတော့ပြောပါနော်အဲ့တော့ရကိုတော်ညီဆန်းစေးက imas စားတောက်ခန်းမှာဒါမှမဟုတ်လို့ရှိရင်ကန်တင်းမှာဆရာကရှိတယ်အဲ့တော့ဒီနေရာမှာလေလူတွေကိုမေးမယ်ဆိုလို့ရှိရင်ဒါတွေနဲ့မေးပြီးတော့တရိတ်ဆန်တွေကိုမေးမယ်ဆိုလို့ရှိရင်တော့နိုင်ညီနဲ့မေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာမှတ်ထားရမှာဒီဗာလေ arimas တွေ imas တွေပါတယ်ပေါ့နော်စာကြောင်းတစ်ကြောင်းရဲ့အစုံမှာ arimas တွေ imas တွေပါနေရဆိုလို့ရှိရင်နေရာတွေရဲ့နောက်မှာအများတန်းညီကိုပဲထည့်ရပါတယ်နော်နေရာရဲ့အနောက်မှာအများတန်းညီကိုပဲထည့်မယ်မေးကုန်မေးအဖြေပဲဖြစ်ဖြစ်အဲ့ဒီမှတ်ထားရပါပြီအဲ့တော့ဒီဟာလေးကြည့်အောင်ဒီတိုင်းပေါ့နော်။ဒါလေးကြည့်တက်ရှိအရာဝတ္ထုတက်ရှိတတ်မဲ့အရာဝတ္ထုတွေကိုပေါ့နော်အဓိကထားပြီးတော့မေးမယ်ဆိုလို့ရှိရင်သူက noun ရဲ့အနောက်မှာ what တွေကိုထည့်ပြရတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့arimas နဲ့ imas နဲ့ပါရတာနဲ့ဘာလို့ကောက်ထည့်ရလဲဆိုလို့ရှိရင်သူကလေလွယ်လွယ်လေးမှတ်မယ်ဆိုလို့ရှိရင် noun နဲ့ arimas နဲ့ကတ်နေတယ်ဆိုလို့ရှိရင် arimas တော့မဟုတ် imas ကပေါ့နော်ဒီလိုမျိုးလေးကတ်နေရဆိုလို့ရှိရင်သူ့ကိုကပဲထည့်အကယ်၍မဟုတ်ဘူးဂျားထဲမှာနေရာတစ်ခုခြားသွားမယ်ဆိုလို့ရှိရင်နော်နောင်ရဲ့အနောက်မှာဝါအောင်ထည့်အဲ့လိုလေးလွယ်လွယ်လေးမှတ်နော်အသေးစိတ်ကတော့ရှင်းရမှာအရမ်းများတဲ့အတွက်ကြောင့်မရှင်းတော့ဘူးဒီမှာကကျတော့အကျန်းလေးပဲပြောပြဖြစ်တဲ့အတွက်ကြောင့်ဒီလိုလေးပဲအလွယ်မှတ်ထားရပါပြီအဲ့တော့နောင်ဝါတော့ကိုညီအာရီမတ်ကအီမတ်ကအဲ့တော့အဓိကနောင်နောက်မှာ particle ဝါအောင်ထည့်ရခြင်းနောင်နဲ့ပတ်သက်တဲ့အချက်လက်ကိုမေးချင်တာဖြစ်တဲ့အတွက်ကြောင့်တော့သူကဝါနဲ့ပြောတာအဲ့တော့ဝါနဲ့မေးလို့ရှိရင်ကိုကဝါနဲ့ပြန်ဖြေပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီတော့ကိုညီကနေစပြီးပြန်ကောက်ဖြေလို့ရအဲ့တော့ဌာနကဆန်ကတော့ကိုညီအီမတ်ကဌာနကဆန်ကဘယ်မှာရှိလဲရှုပ်ကိုတော့ညီအီမတ်ပြီးတော့အရှိရပါမှလည်းထည့်ကြအောင်နော်ဒါဆိုကိုတော့ညီအီမတ်ကန်တင်းမှာရှိပါတယ်ဒါပဲနော်အဲ့ဆိုလို့ရှိရင်ပြီးတော့ပါပြီအခန်း30ဒီ はいお疲れ様でしたありがとうございましたမနေ့ကပုံမှန်တင်ပြခဲ့တဲ့ありがとうございましたအဲ့တော့နောက်ဗီဒီယိုတွေမှာထပ်ပြီးတွေ့ရမယ်ဒီနေ့လည်း9ခန်းပြီးတော့ပါပြီ